ပြီးဒီမှာ3တန်းထပ်လာမယ်ဒီမှာ3တန်းထပ်လာမယ်ဆိုလို့ရှိရင်ကျင်းမတူးနိုင်တဲ့လူတွေနော်မတူးနိုင်တဲ့လူတွေအဲ့လိုမျိုးတဲအိတ်ကိုဒီလိုပုံစံခွေပြီးတော့မှကျွန်တော်နေလို့ရပါတယ်အဲ့တော့ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့2026ဩဂတ်လ18ရက်နေ့မနေ့စောတော့ဖြစ်ပါတယ်အဲ့တော့ထုံးတိုင်းကျွန်တော်သတင်းလေးတင်ဆက်သွားမှာလားဆိုတော့မဟုတ်ပါဘူးဘာလဲဆိုတော့ဒီနေ့ reaction လုပ်သွားမယ့်ဗီဒီယိုလေးတစ်ပုဒ်ရှိပါတယ်ဒါကဘာလဲဆိုတော့ကျွန်တော်အညာမြေမှာတကယ်ဖြစ်ပျက်နေရတဲ့ပြည်သူလူထုတွေတကယ်တွေ့ကြုံခံစားနေရအညာတွေမဟုတ်ပါဘူးရခိုင်ရောကျန်တဲ့နေရာတွေမျိုးစုံပေါ့တနိုင်ငံလုံးပေါ့နော်မန္တလေးရန်ကုန်နေပြည်တော်ကလွဲလို့ကျန်တဲ့တိုင်းဒေသကြီးပြည်နယ်အသီးသီးမှာဖြစ်ပွားလျက်ရှိတဲ့အကြောင်းတရားတွေဖြစ်တယ်ပေါ့နော်ဒါတွေကအဲ့တော့ဒါကဘာလဲဆိုတော့ဘုံကျဲခံရမှုကဂျိုင်းနိုကော်ဘရာဖြစ်စေကျွန်တော်တို့ဒီ drone ဖြစ်စေပြီးလို့ရှိရင်လေယာဉ်ဖြစ်စေပေါ့နော်ဒါတွေကတော့အမြင်အဲ့တော့ဒီဗီဒီယိုဖိုင်ကိုကျွန်တော်များများလေးပြန်နှံ့စေခြင်းပါတယ်များပြန်နှံ့စေခြင်းလဲဆိုလို့ Infonom မြန်မာယူတင်ဟုတ်မှာပေါ့နော် Infonom မြန်မာလဲမင်းတို့လဲသူများနှာခေါင်းပေါင်းနဲ့အသက်ရှူတာလဲမပြီးတော့ဘူးပေါ့နော်ကျွန်တော်မှဒီ YouTube ရဲ့ကျွန်တော်အခုတင်ထားတဲ့ YouTube ရဲ့ပြီးလို့ရှိရင်ကျွန်တော်ရဲ့ Facebook page ဖြစ်တဲ့ TNA47 ဆိုတဲ့ Facebook page ရဲ့ပြီးလို့ရှိရင်ကျွန်တော် TikTok account လုံးဝမရှိပါဘူးကျွန်တော်မှအဲ့2မျိုးပဲရှိပါတယ်နော်အဲ့တော့ TikTok မှာလဲကျွန်တော်နာမည်တွေနဲ့ကျွန်တော် profile တွေနဲ့လုပ်နေကြတာအများကြီးရှိပါတယ်ပေါ့နော်ရှိပါတယ်တွေ့ပါတယ်ဘလို့မှကျွန်တော်လည်းတားဆီးလို့မရဘူးပေါ့နော်အဲ့တော့ Infonom မြန်မာဆိုကျွန်တော် Messenger ထိသွားပြီးတော့မှပြောထတာပေါ့ Messenger ထိသွားပြောလဲပဲသူတို့ကဂယူးမဆိုင်ဘူးပေါ့သူများနှာခေါင်းပေါင်းနေပဲတောက်လျှောက်လိုက်ပြီးတော့မှအသက်ရှူတာဒါကြောင့်မို့လို့ကျွန်တော်ပြောတယ်မင်းတို့ကျွန်တော်ဖြစ်စေချင်တဲ့အတိုင်းအတာလေးကဘာလဲဆိုတော့ကျွန်တော်တို့ကတော့ဘယ်သူတွေဖြစ်ပါတယ်ကျွန်တော်တို့ဒါလေးယူသုံးရရင်ရည်ရွယ်ချက်ကတော့ဒီကရလာတဲ့အပေါ်မူတည်ပြီးတော့မှကျွန်တော်တို့ကဘာလေးလုပ်စရာရှိလို့ပါဆိုလို့ရှိရင်ကျွန်တော်ကပေးလိုက်မှာပေါ့အဲ့တော့အဲ့လိုမျိုးသွားပြောတဲ့အခါကျတော့လေကျွန်တော်မချေမငန်နေပြန်ပြောပေါ့နော်မချေမငန်နေပြန်ပြောအဲ့လိုဟွာဖြစ်တော့အဲ့တော့သူများနှာခေါင်းပေါင်းနဲ့အသက်ရှူခြင်းတဲ့ကောင် Infonom မြန်မာကောင်းနေလဲပဲမင်းတို့ဟိုတွေဘာတွေ sorry ဘာတွေရှိလို့ရှိရင်လည်းငါ့ကိုအကူညီတောင်းလို့เนาะမင်းတို့ပင်ပန်းနေမယ်သိတယ်မလားเนาะမင်းတို့ပင်ပန်းနေမယ်ငါအကူညီဆောင်ရွက်ပေးမယ်ပေါ့ဒါကတော့ရိုင်းတယ်လို့တော့မထင်ပါနဲ့ပေါ့เนาะကျွန်တော်လည်းခဏသွားပြောတဲ့အခါကျအဲ့တော့ဗီဒီယိုဖိုင်များပြန်နေစေချင်ပါတယ်ဘာကြောင့်လဲဆိုတော့ဒါအညာမြေကပေါ့เนาะအညာမြေကကျွန်တော်တို့ဒါဒေါင်းမင်းတူရိန်ဆိုတဲ့အကောင့်ကနေပြီးတော့မှတင်ထားတဲ့ဗီဒီယိုဖိုင်လေးဖြစ်ပါတယ်ဒီဗီဒီယိုဖိုင်လေးကိုလည်းကျွန်တော် credit ပေးပါတယ်ပေါ့နော်အဲ့တော့သူတို့ရဲ့ဖြစ်တည်မှုလေးကိုကျွန်တော်တစ်ချက်လောက်ကြည့်လိုက်အောင်ပေါ့နော်ဒါကလက်ရှိအခုဒါမိဘပြည်သူများမြင်တွေ့နေရတာကသူတို့ကဘုံခိုကျင်းလေးပေါ့နော်ဘုံခိုကျင်းရဲ့အပေါက်ဝမှာထိုင်နေကြတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ပြီးမှကျွန်တော်ပြောချင်တဲ့အကြောင်းအရာလေးကိုကျွန်တော်မိတဲ့အချိန်လေးကြာလို့ရှိရင်ကျွန်တော်ပြောပြမယ်ဒါကတော့ကျွန်တော်နည်းနည်းလေးရှင်းပြတာပေါ့နော်အပေါက်ဝါလေးမှာထိုင်နေကြတာပေါ့နော်အဲ့ချိန်မှာရွက်ပြည်သူများသတိထားမိလိုက်ပါဘာဖြစ်သွားပြီလဲကွဲသွားတော့မှကွဲသွားတဲ့အတန်ကြားပြီးကမှအတန်တော့ကျွန်တော်တို့တော့ကြားလိုက်ပြီသူတို့လည်းကြားပြီဒါမှတ်တမ်းတင်ထားတယ်ကင်မရာလည်းကောင်းရလိုက်ပြီအတန်ရလိုက်ပြီဒါပေမဲ့အဲ့ဒီချိန်ညမှာသူတို့ကအထဲထဲဝင်တယ်ဟိုမှာနောက်ဆုံးဝင်တဲ့ကလေးဆိုရင်ဟိုမှာနောက်မှာဖင်ကြံခဲ့သေးတယ်တင်မကတော့ပါတင်မကြံခဲ့သေးတယ်ပေါ့နော်တင်မကြံခဲ့သေးတဲ့အခါကျတော့ဒါမျိုးကတကယ်မိမိရဲ့အနီးတစ်ဝိုက်ကိုကြမယ်ဆိုလို့ရှိရင်လွတ်မလားဆိုမလွတ်နိုင်စပန်နာသာလာမလွတ်နိုင်ဒါလေးကိုသတိထားစီခြင်းတယ်ပေါ့နော်ဒါလေးကိုသတိထားစီခြင်းလှုပ်ထားတဲ့စနစ်လေးကတော့ကောင်းတယ်ဒါပေမဲ့စိတ်မဖြစ်ဘူးဗျာအဲ့တော့လှုပ်ရတယ်စိတ်မဖြစ်ဘူးဖြစ်တာပေါ့အဲ့တော့ပထမဆုံးတစ်ခုကျွန်တော်ဗာအကြံပြုခြင်းလဲလို့ကျွန်တော်ပြောလို့ရှိရင်ကျွန်တော်ကမိမိရဲ့နားတဲ့ကိုလေရင်တန်ပထမဆုံးကြားတဲ့အချိန်ကနေစ၍နော်မိမိနားကိုတေချာလေးကျွန်တော်ပြန်ပြောပြပါမယ်မိမိနားကိုလေရင်တန်စတင်ကြားသည့်အချိန်မှစ၍မိမိနားတွေလေရင်တန်လုံးဝပျောက်ဆုံးသွားတဲ့အချိန်ထိကျင်းနေမှာပဲနေပါ
ဒါအကောင်းဆုံးပါဒါစေ့ဖြစ်ဆုံးပဲအော် तू ကလာတယ်လေရင်လာတယ်လာလို့ရှိရင်လေရင်တန်ဩဆိုကြားရပြီကျွန်တော်ဝိုင်တွဲတန်ဆိုလို့ရှိရင်လည်းငယ်တန်ပေါင်းပေါ့နော်ကန်းဆိုကြားရတယ်ဂျက်ဖိုက်တာဆိုလည်းဩဆိုပြီးကြားရတယ်ကြားရတာနဲ့ပရိုဆိုဝင်မှာဒါတို့သူတို့ကျင်းသားမှာပေါ့နော်စူးစမ်းညင်တဲ့စိတ်ပေါ့စူးစမ်းညင်တဲ့စိတ်ကမိမိရဲ့အသက်ကိုလုံခြုံမှုမပေးနိုင်ပါဘူးစူးစမ်းညင်တဲ့စိတ်နဲ့လာပြီဆိုမှပရိုဆိုဝင်ရတယ်ဝင်တဲ့အချိန်မှာဟိုကကျဲပြီးသွားပြီအဲ့တော့ तू ကဂျက်ဖိုက်တာဒီနေရာကိုပေါင်900သုံးမဟုတ်သူ့ရဲ့အလေးချိန်တစ်ခုခုရှိသောပြစ်မှတ်ကို तू ကအလေးချိန်တစ်ခုရှိသောဘုံသီးနဲ့ပြစ်ခတ်ပြီးသွားပြီဆိုလို့ရှိရင် तू ကနောက်တစ်ခေါက်ပြန်ပတ်ပါတယ်ပြန်ပတ်ပြီးတော့မှကျွန်တော်တို့အပေါ်ကနေပြီးတော့မှ Oregon ခေါ်ဒါ point 32နဲ့တူတယ်ကျွန်တော်ပြောတာတော့လွဲသွားရင်တော့ sorry ပါကျွန်တော်လေရင်ပိုင်းကြတော့ကျွန်တော်အဲ့လေရင်ပေါ်မှာပါတဲ့လက်နက်တွေကြတော့ကျွန်တော်လည်းမသိတာရှိလို့ရှိရင်ကျွမ်းကျင်တဲ့လူတွေလိုက်ပြီးမေးရတာပေါ့အဲ့တော့ point 32နဲ့ထင်တယ်ကျွန်တော်သိတာပေါ့နော်အဲ့တော့ point 32နဲ့တခါပြန်ပြီးတော့မှအဲ့ဒီပြစ်မှတ်နေရာကိုမှဘုံကျဲလိုက်လို့ဟိုဖြစ်သွားပြီဗျာထိသွားတဲ့လူတွေဘာတွေကမသိဆုံးသေးဘူးဘာညာဆိုလို့ရှိရင် तू က one flight ပဲပေါ့နော်ဟိုတချောင်းပြန်ပတ်တယ်အဲ့ဒီပြစ်မှတ်ပေါ်တချောင်းပြန်ပတ်တယ်အဲ့ပြစ်မှတ်ပေါ်တချောင်းပြန်ပတ်ပြီးတော့မှအဲ့ Oregon နဲ့အပေါ်ကနေခိုးဆိုကုတ်သွားတယ်နော်အချက်30လောက်အဲ့ပြစ်မှတ်နေရာကိုကုတ်သွားပြီးကမှ तू ကပြန်တာပေါ့နော်အဲ့မှာမှ तू ကဟို formation ပေါ့နော်ဒါဆရာကြီးနေဝင်အောင်အများနဲ့ပြောနေ formation ပေါ့ तू အုပ်စုလိုက်ဖွဲ့ပြီးတော့ပြန်မယ်ဆိုလို့ရှိရင်ဒီတစ်စီးကကျဲပြီးသွားရင်နောက်တစ်စီးက Oregon ကုတ်ပြီးပြန်ထွက်သွားတယ်နောက်တစ်စီးကအဲ့နေရာပြန်ဝင်မှာဘုံကျဲကိုပြန်ဝင်မှာပြန်ဝင်ဘုံကျဲမယ်ဒီကောင်ကနောက် one flight ပဲပြန်လာမယ် Oregon ကုတ်မယ်ပြန်ထွက်မယ်နောက်တစ်စီးကဘုံဝင်ကျဲမယ် one flight ပဲပြန်ပတ်မယ်ဟို Oregon ကုတ်မယ်ပြီးတော့ပြန်ထွက်သွားမယ်3စီးဆိုလို့ရှိရင်2စီးဆိုရင်လည်းဒီတိုင်းပဲသူ့ရဲ့လှုပ်ဆောင်မှုကအဲ့တော့လေရင်တန်ကိုနားတဲ့ကစတင်ကြားသည့်အချိန်မှာဆက်၍လေရင်တန်လုံးဝပျောက်ဆုံးသွားတဲ့အချိန်ထိကိုကျွန်တော်ကျင်းထဲမှာနေသင့်ပါတယ်လို့တော့ကျွန်တော်အကြံပြုကျင်ပါတယ်သူတို့လောက်ထားတဲ့စနစ်လေးကောင်းပါတယ်သဘောလည်းကျပါတယ်ဒါပေမဲ့ကျွန်တော်ထပ်ပြီးတော့မှလိုအပ်တဲ့ဟာလေးထပ်ပြီးတော့မှဖြည့်ဆွက်ပြီးတော့မှပြီးသွားရင်ထပ်ပြောပြမယ်ပေါ့နော်အဲ့တော့ဒါဟို89ဒါမျိုးလောက်ထားတဲ့တယ်အဲ့တော့ဒီဟာကဟာငါတို့မှတူးစရာမြေမရှိဘူးကွာဘယ်လိုလုပ်ရမလဲတင်လင်းအောင်မေးလာကောင်းမေးလာနိုင်မှာဘယ်လိုလုပ်ရမလဲခင်ဗျာအိမ်ရှိရင်အိမ်ပေါ်မှာလုပ်လို့ရတယ်အိမ်အောက်ထပ်ရှိရင်အောက်ထပ်လေးမှာလုပ်လို့ရတယ်အောက်ထပ်ကလူဒီတထိုင်သာလွတ်လို့ရှိရင်လည်းလုပ်လို့ရတယ်နော်လူတထိုင်သာလွတ်ရင်ဘယ်လိုလုပ်ရမလဲဆိုတော့လူတထိုင်သာလွတ်ရင်အဲ့တထိုင်သာကိုကျင်းလုံးမဲ့အပေါ်မှာအိမ်အပေါ်တက်မှာအရင်တော့တဲအိတ်တွေကိုကျွန်တော်တို့ဒါ3တက်4တက်စီနိုင်လေးပိုကောင်းလေးပေါ့ဗျာအဲ့ဒီအပေါ်မှာအဲ့ဒီတဲအိတ်3-4တက်မစီခင်မှာမျောဟိုဟာတွေတစ်လုံးတွေအပေါ်မှာအရင်ဆုံးစီနိုင်လဲကောင်းတယ်နော်စီပြီးသွားလို့ရှိရင်အဲ့ဒါအပေါ်ကအမိုးဖြစ်တော့အိမ်ကျမ်းမြင်တဲ့အပေါ်ကနေကျွန်တော်ဆင့်ထားမဲ့တဲအိတ်တွေနဲ့ရှိမယ်ဗျာအောက်မှာကိုလိုချင်တဲ့မီတာစုအတိုင်းအတာပေါ်မူတည်ပြီးတော့မှကျင်းလေးဖွဲ့မယ်4000ကျင်းလေးဖွဲ့မယ်ဖွဲ့ပြီးတော့မှကျွန်တော်အဲ့ထဲမှာနေသင့်ပါတယ်အဲ့တော့ဟာငါတို့အိမ်ကမြေဆိုင်အိမ်ကွာမြေဆိုင်အိမ်ဆိုရင်အဲ့အိမ်ထဲမှာလုပ်လို့ရပါတယ်ဘာပဲဖြစ်ပါစေကျွန်တော်တို့9ပေ10ပေလောက်လွတ်တဲ့နေရာလဲလုပ်လို့ရတယ်လို့3-4ပေလွတ်တဲ့နေရာလဲလုပ်လို့ရတယ်3-4ပေပဲလွတ်တယ်ဆိုလို့ရှိရင်အိမ်အပေါ်ကျန်းကင်းရဲ့အပေါ်မှာကျွန်တော်တို့အိတ်တွေကိုစီမယ်မျောတိုင်တွေစီမယ်စီပြီးွားရင်အိတ်တွေအပေါ်ကနေတဲအိတ်တွေ3-4တက်ထပ်ပြီးတော့မှစီသင့်ပါတယ်ပြီးနိုင်ရန်ခွေးမယ်เนาะကျွန်တော်ဒီဗီဒီယိုဖိုင်လေးပြီးသွားလို့ရှိရင်ကျွန်တော်ရှင်းပြပါမယ်ဗျဟုတ်လို့လမ်းဒီနားလေးနည်းနည်းနဲ့ပုံလေးထားပါဟဲ့အဲ့ဒီမှာကြည့်ပါမိဘပြည်သူများအတွက်ဆန္ဒကလေးနောက်ဆုံးဘောင်းမိကြားနဲ့ကလေးလေးဝင်သွားတဲ့အချိန်ကျွန်တော်တို့ဒီကျင်းကိုကျွန်တော်ရှင်းရှင်းလင်းလင်းမြင်ရပြီသူတို့ရဲ့မိသားစုဘုံခိုခြင်းကိုရှင်းရှင်းလင်းလင်းမြင်ရပြီအဲ့တော့အဲ့ဒီအပေါက်ဝါကြီးကအလွတ်ကြီးဗျာအလွတ်ကြီးအပေါက်လွတ်ကြီးဆိုတော့အဲ့ဒီအပေါက်နားကိုဥမာသူတို့ drone နဲ့ချတဲ့ဘုံဒီဖြစ်စေလက်နေကြီးနဲ့ပစ်တဲ့ဘုံဒီဖြစ်စေကြပြီဆိုလို့ရှိရင်စပန်နာသားဒဲအပေါက်ကဒဲကြီးဖြစ်တဲ့အတွက်အထဲကိုမဝင်နိုင်ဘူးလားဝင်ပါပဲအဲ့တော့အထဲထဲကနေပြီးတော့မှသူမြေကြီးတူ
တူထားတယ်သူတို့ပုံစံမြေကြီးတူထားတဲ့ပုံစံမြေကြီးကိုတူထားပြီးကမှအပေါ်မှာဟို overhead လေးတင်ထားတဲ့ပုံစံပေါ့နော်ခေါင်းလေးအပေါ်ကိုထွက်ထားတဲ့ပုံစံအဲ့တော့ထကြည့်တာတို့ဘာတို့စူးစမ်းလို့သိကြောင်ထကြည့်တာတို့ဘာလို့ဆိုတော့ဟိုကဂွမ်းတို့ကြားတဲ့အချိန်နဲ့ဒီအပေါက်ထဲကိုစပန်နာသားဝင်လာလို့ရှိရင်ထွက်ကြည့်တဲ့လူကသွားပြီးတော့မှခန္ဓာကိုယ်တော့မဟုတ်ခေါင်းကိုသွားပြီးတော့မှထိနိုင်ပါတယ်အဲ့ဒီအတွက်လည်းအပေါက်ကိုဒီတိုင်းထားရမလားမထားတင်ဘူးလားဆိုတဲ့ဟာကတော့လုံးဝမထားတင်ပါဘူးအဲ့တော့အပေါက်ကိုဘယ်လိုထားရမလဲဆိုတဲ့ဟာလေးကျွန်တော်ပြီးရင်ဆက်ပြီးတော့မှဒီအစီအစဉ်ပြီးဆုံးကနေကျွန်တော်ဆက်ပြီးတော့မှပြပါမယ်အခုတော့သူတို့ဒါကိုငွေဆိုးဆိုတဲ့တယောက်ကိုခေါ်နေရပါတော့ငွေတော့လွတ်လာပြီနော်ငွေတော့လွတ်လာပြီ来来来，ငွေတော့နောက်တော့နီးနီးလေးတော့သူတို့အိမ်တုံနေတွေ့လားနီးနီးလေးရဲ့အိမ်မနဲ့အန်နေများတယ်ဗျလွတ်တယ်တဲ့နော်ကိုငွေဆိုးလွတ်တယ်来来，公公说罗兰米个，快点拿开。我帮你们不丢不，我帮你们不丢不。တုံခါမှုပေါ့နော်ဒီမှာသူနောက်ထပ်ပြန်ပြီးတော့ဟိုဖြစ်တာပါပြန်ပြတာပါအမကဲ slow နဲ့ပြန်ပြအဲ့တော့မှတွေ့လားနောက်ဆုံးကလေးရတွေ့လားအဲ့မှာနောက်ဆုံးကလေးကနောက်ဆုံးညမှာဝင်တာတွေ့လားအဲ့ဒီချိန်မှာတလုံးကကွဲပြီးသွားပြီဗျအိမ်မတဲ့အန်နေများတယ်နော်အဲ့တော့ကျွန်တော်ကအကြံပြုချင်တာကဘာလဲဆိုတော့ဒီလိုအပေါက်ဝါရဲ့ရှေ့မှာကျွန်တော်ဒီမှာပုံလေးဆွဲထားပါတယ်နော်ပုံလေးဆွဲထားပါတယ်တစ်ချက်ဒါမြင်ရလားမသိဘူးကြည့်ကြည့်ပါအောင်အဲ့ဒါမှကျွန်တော်ပုံလေးဆွဲထားတယ်ပေါ့နော်ဆွဲထားတော့အခုသူတို့ရဲ့ဝင်ပေါက်ကဒီနေရာလို့ကျွန်တော်တို့ပြောလို့ရတယ်အဲ့တော့ရှေ့မှာကျွန်တော်တို့ကတဲအိတ်ကိုဒီလိုမျိုးအန်ရှိတ်ထပ်ပြီးတော့မှကာထားတဲ့ကာထားတဲ့လူကဘယ်ရောက်ဝင်ရမလဲဒီကနေဝင်ရပါဒီကနေဝင်မယ်ဒီကိုချိုးပြီးကမှကိုယ့်ရဲ့ကျင်းတွေကိုလွတ်ရလွတ်ကြောင်းကိုဝင်မှမယ်အဲ့တော့မြည်သည့်နေရာကိုကြားရောက်ပေါက်ကွဲသည်ဖြစ်စေဒီနေရာကိုကြားရောက်ပေါက်ကွဲပါစေဒီနေရာကိုကြားရောက်ပေါက်ကွဲပါစေဒီနေရာကိုကြားရောက်ပေါက်ကွဲပါစေဒီကိုကြားပါစေဒီကိုကြားလို့စပန်နာသားကြီးကဒီလိုဝင်လာလဲပဲလူတွေကဒီထဲမှာဖြစ်တဲ့အတွက်လုံးဝထိစရာအကြောင်းမရှိတော့ပါဘူးပြီးတော့သူတို့လောက်ထားတဲ့ဟာကအပေါ်က overhead တင်ထားတာလေးကအရန်နဲတယ်ပေါ့နော်အခုဒါကျွန်တော်တို့ဗီဒီယိုဖိုင်ထဲမှာလည်းမိဘပြည်သူများဆွမ်းတာတွေ့ပြီးသားပေါ့ပြီးလို့ရှိရင်ကျွန်တော်နောက်တစ်ခေါက်ပြန်ပြီးတော့မှပြပေးပါမယ်ပေါ့နော်အဲ့တော့ဒီမှာကကျွန်တော်တို့ကတဲအိတ်ကို2တန်းသို့မဟုတ်3တန်းလောက်ကျွန်တော်ထည့်သင့်ပါတယ်ပတ်ချလေကို3တန်းလောက်တဲအိတ်ကို3တန်းနော်3တန်းလောက်ထည့်သင့်တယ်ထည့်သင့်ပြီးတော့မှဒီပတ်ချလေကလည်းဒီလိုမျိုးတဲအိတ်ကို3တန်းလောက်ခွေသင့်တယ်ပေါ့နော်3တန်းလောက်ခွေသင့်တယ်အဲ့ဒီအတွက်ဒီနားမှာအကြီးကြီးကြားရောက်ပေါက်ကွဲလို့လေဒီတဲ3တန်းအိတ်ကိုထိမယ်ပြီးဒီမှာ3တန်းထပ်လာမယ်ဒီမှာ3တန်းထပ်လာမယ်ဆိုလို့ရှိရင်ကျင်းမတူးနိုင်တဲ့လူတွေနော်မတူးနိုင်တဲ့လူတွေအဲ့လိုမျိုးတဲအိတ်ကိုဒီလိုပုံစံခွေပြီးတော့မှကျွန်တော်နေလို့ရပါတယ်အဲ့တော့မြည်သည့်နေရာမှာကြားရောက်ပေါက်ကွဲသည်ဖြစ်စေဒီကနေကြားရောက်ပေါက်ကွဲနေဒီတဲ3တန်းအိတ်ကိုပဲထိပါမယ်ဒီထဲကိုလူကိုရုတ်တရက်မထိနိုင်ပါအဲ့တော့လူကကျွန်တော်ရင်ပန်းနဲ့ခွာပြီးတော့မှကျွန်တော်ဖျားရှိခိုးတဲ့ပုံစံပေါ့နော်ဖျားကိုဥချတဲ့ပုံစံမျိုးကျွန်တော်တို့ဒါပစစ်တုပ်အနေထားနဲ့နေသင့်ပါတယ်ပေါ့နော်ရင်ပန်းနဲ့မြေကြီးနဲ့လွတ်ထားမယ်မြေကြီးတုံခါမှုကြောင့်နှလုံးလေဟတ်ထားတော့ဘာလို့ဖြစ်မှာဆိုတဲ့အတွက်အဲ့ဒီရင်ပန်းနဲ့မြေကြီးရဲ့ဂျားထဲမှာကျွန်တော်တို့လက်ကိုထည့်ထားပြီးတော့မှကျွန်တော်တို့ကွေးလေးအနေထားထည့်ထားပြီးတော့မှဒါဟိုဖြစ်တဲ့အချိန်ပေါ့အဲ့တော့လေရင်တန်းစကြတဲ့အချိန်ကနေပျောက်ဆုံးသည့်ချိန်ကြီးအဲ့တော့အပေါ်မှာဒီအပေါ်ကတော့အမိုးပေါ့ဗျာမျက်လုံးနဲ့မြင်အောင်ပြောရတယ်ဒီအပေါ်မှာတော့အမိုးပေါ့ဒီပေါ်ကအမိုးကလည်းအဲ့ဒီအပေါ်မှာတဲ3တန်းအပေါ်မှာကျွန်တော်တို့မျောသားကြီးကြီးတွေကိုတဒန်းစီပြီးတော့နောက်ထပ်ကက်လက်မြန်နောက်တန်းစီလို့ရရင်လည်းထပ်စီပါ3တန်းစီလို့ရရင်3တန်းစီ weight ပေါ်ကိုယ့်ရဲ့တစ်ပေါ်မှုရှားမှုပေါ်မူတည်ပြီးတော့အဲ့ဒီအပေါ်မှာတခါတဲအိတ်ထက်တည်ရင်ကိုယ့်ပေါ်တဲ့တယ်ကြရင်လည်းပဲကိုယ့်ကိုရုတ်တရက်မထိခိုက်စေဘူးဆိုတဲ့အကြောင်းတရားကိုကျွန်တော်ရှင်းပြခြင်းပါဒါကြောင့်မလို့အခုသူတို့လောက်ထားတဲ့အပေါက်ကဒီလိုပုံစံကြီးဖြစ်နေပါတယ်တဲ့ကြီး sorry ဘောပဲရတယ်တဲ့ကြီးဖြစ်နေတယ်ပေါ့နော်ဒီလိုကွေးထားတာမဟုတ်ဘဲနဲ့ဒီတဲ့ကြီးဒီအပေါက်ကနေသူတို့က pro ဆိုဝင်သွားတာဖြစ်တဲ့အတွက်ဒီနောက်ကိုကြားရောက်ပေါက်ကွဲလို့ရှိရင်ဒီထဲကိုစပန်နာသားကဓာတ်ရိုက်ဝင်နိုင်တဲ့အနေအထားမျိုးဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဗီဒီယိုဖိုင်ကိုနောက်တစ်ခေါက်ပြန်ပြီးတော့မှကြည့်ပါကျွန်တော်ဗီဒီယို duration ရှည်အောင်လို့ကျွန်တော်ပြနေတာမဟုတ်ပါဘူးဘာလဲဆိုတော့တကယ်လဲကျွန်တော်ကသိစေခြင်းလို့ကိုသူတို့လှုပ်ထားတဲ့စနစ်ကကောင်းပါတယ်အသက်အန္တရာယ်အတွက်လုံခြုံမှုကိုသူတို့တီးတလောက်လှုပ်ထတာဖြစ်တဲ့အတွက်ဒီဗီဒီယိုဖိုင်ကိုများ
ပြန့်နှံ့စေချင်ပါတယ်ဆိုတဲ့ဟာကိုကျွန်တော်ကပြောချင်တာပေါ့နော်အဲ့တော့ info now မြန်မာလည်းဖြန့်ပေးပါအောင်ပေါ့နော် info now မြန်မာ page ကကျွန်တော် page မဟုတ်ပါဘူးပေါ့နော်တတိယလိုက်ထက်တဲ့ပြောနေမှရမယ်ဒီကောင်တွေကလည်းအဲ့တော့နောက်တစ်ချိန်ပြန်ပြီးတော့မှကြည့်ရှုအောင်ပေါ့နော်မလာပါပြီအဲ့တော့ကွဲပြီဆိုမှဝင်တာအဲ့နေတော်တော်များတယ် Come. ကွဲပြီးပါပြီမဟုတ်ကလေးကွဲပြီးတဲ့အချိန်မှာကလေးနောက်မှဝင်တာတွေ့လား လွတ်လာမပြီးဘူးမလေး အဲ့တော့ကိုငွေဆိုးလိုက်ခေါ်တယ်အဲ့တော့အဲ့ဒီဟာလေးကိုနောက်ထပ်သူတို့ ပုံလေးထားပါမယ် နောက်ထပ် slow ပြန်ပြီးတော့မှပြတယ်နောက်တစ်ခေါက်လာသေးတယ်အဲ့မှာနောက်တစ်လုံး လွတ်လာမီ La la နောက် la. တစ်လုံးတွေ့လားဒီမှာဟိုဒဇက်မိတ်ကတက်ခဲ့အဖျားလေးတွေကဆိုကျိုးပြီးတော့မှကြောက်သွား ကိုငယ်သားရေကိုငယ်သားကိုဖောက်လေကိုငယ်သားလွတ်လာမလို့ Look there. ကိုမကမလို့ ဗာပြည်သူတွေရဲ့ဘဝပေါ့တော့ရှင်နာဖို့ကောင်းတယ် ကိုငယ်သားလွတ်လာမီကခွဲနောက်ခဲ စလိုးလေးပြန်ပြရပါလိမ့်မယ်အဲ့မှာကွဲသွားတဲ့ချိန်မှာဟိုကလေးကလုံးဝမဝင်ရသေးဘူးနော်ဟုတ်ပြီလားဘောင်းမီကြားလေးကခုမှဝင်ရတယ်ဟိုမှာနောက်ဆုံးမှအဲ့တော့ကျွန်တော်တို့ကဟိုဥစ္စာကန်ဆောင်အသက်ညံဆောင်ဆိုသလိုပဲဒီဟာကတကယ်ဟိုလှုပ်ထားတင်ပါတယ်ပေါ့နော်ကျွန်တော်ပြောလို့ပဲဟာကျင်းတူးလို့မြန်ငါတို့အိမ်ကမြေစားအိမ်ကွာတဲတတာပဲရှိနေခင်ဗျာဆာလာအိတ်တော့ရှိရမှာပဲဆာလာအိတ်တွေခင်ဗျာဆန်အိတ်အဟောင်းတွေပဲဖြစ်ဘာတွေပဲဖြစ်အဲ့ဆာလာအိတ်တွေကိုကိုကတဲတို့ဘာတို့ကြောက်တို့အဲ့လိုမျိုးတွေတွတ်ပြီးွားတာနဲ့ကျွန်တော်တို့ဘေးပတ်ချလဲမှာအနည်းဆုံးဒီလိုမျိုးတဲအိတ်တန်းသူတို့ဟာကကြည့်ပါတဲအိတ်တန်းလေးပဲခုဒါနောက်ဆုံးမှရက်ထားတဲ့ပုံလေးပေါ့နော်တဲအိတ်လေးတဲအိတ်တန်းပဲအဝါအိတ်လေးတဲအိတ်တန်းပဲပြီးတော့ဟိုအထဲထဲကိုလက်မြင်နေရပြီတွေ့ရမလားအဲ့တော့အိတ်တဲအိတ်တန်းပဲမဟုတ်ဘဲနဲ့3အိတ်ဆို3အိတ်တန်းပြေးပေါ့နော်3အိတ်ကိုပထမ3အိတ်ကဒီလိုအခြေလိုက်ပြေးနောက်ထပ်ကျန်တဲ့အိတ်တွေကဒီလိုကန့်လန့်လာပြီးလို့ရှိရင်အပေါ်ကနေအခြေလိုက်ပြန်ပြေးကန့်လန့်လာဒီလိုမျိုးလဲလှုပ်လို့ရတယ်ဗျာကိုညံမိသလိုပေါ့နော်အများကြီးပေါ့နော်လှုပ်လို့ရတဲ့အနေထားတွေအများကြီးပေါ့အဲ့တော့တစ်လုံးတွေကိုလည်းဒီလိုစီမဲ CP1 ဒီလိုစီမဲထောင်းနေမှာငုံရိုက်လိုက်လို့ရှိရင်အဲ့တစ်လုံးတွေကဘာတော့မှမပြေးတော့ပါဘူးထောင်းနေရာမှာဒီလိုစုံတဲ့နေရာတက်တဲ့မှာငုံရိုက်လို့ရှိရင်တစ်လုံးတွေကဘယ်မှမပြေးတော့ပါဘူးအဲ့ဂျားထဲမှာကျွန်တော်တို့ထပ်ပြီးတော့မှအပေါ်ကနေတဲအိတ်တွေထပ်တင်လို့ရတဲ့နီးလန်းတွေလည်းရှိပါတယ်အဲ့ဒီထောင်းမှာတခါတန်နဲ့ဖမ်းလို့လည်းရတယ်တန် bracket တွေနဲ့လည်းဖမ်းလို့ရတဲ့အနေအထားမျိုးရှိပါတယ်ကျွန်တော်နောက်ဒါတော်တဲတွေပါတွေသွားတဲ့အခါကြုံတဲ့အခါကြလို့ရှိရင်လည်းကျွန်တော်ဒါလုံနီးတွေကိုအုတ်တွေနဲ့မှာပတ်ကားလောက်တာပြူတာမဟုတ်ဘဲနဲ့အဲ့တော့အဲ့ဒါဆိုရင်ကွာလေရင်မဟုတ်ဘဲနဲ့လက်နဲ့ကြီးဆိုရင်ရောကွာဆိုလက်နဲ့ကြီးဆိုရင်လည်းခင်ဗျာပြောင်းထွက်တန်ဒုံးဆိုကြားပြီးတော့မှတညာလုံးတဒုံလုံးကြားနေနဲ့တညာလုံးအဲ့ထဲမှာအိတ်တော့နော်ဒရုန်းတန်ကြားရင်လည်းဝင်ကိုလူဒရုန်းပဲဖြစ်ဖြစ်သူ့လူဒရုန်းပဲဖြစ်ဖြစ်ဟိုကိုကတော်လိုင်းပဲပါလို့တော်လိုင်းဒရုန်းကတော့ငါတို့ဘက်ကိုဟွာဖြစ်ပါဘူးဒရုန်းကသွားနေနဲ့ loose ဖြစ်ပြီးတော့မှတခုခုကြောင့် connection လွတ်တာတို့ဘာတို့ကြောင့်ပြုတ်ပြက်ကြတာတို့ဘာတို့တွေဖြစ်လာခဲ့ရောဘယ်လိုလုပ်မလဲပေါ့နော်ကျွန်တော်တို့ပြောရမယ်အဲ့တော့မြေသည့် drone မဆိုအဲ့တိုက်ပွဲဖြစ်ရင်လည်းဒီတိုင်းပဲကိုရွာနီးနားမှာတိုက်ပွဲဖြစ်တယ်ဆိုဒီလိုကျင်းထဲမှာတနတ်တန်စနေပြီးတော့မှတနေကုန်ဖြစ်နေလေပဲတနေကုန်အဲ့ဒီကျင်းထဲမှာပဲနေသိပါတယ်တညာလုံးဖြစ်ရင်လည်းတညာလုံးကျင်းထဲမှာပဲနေသိပါတယ်အဲ့တော့ဒီလိုနေရာမျိုးဆိုရင်တော့ဒါဒီမိသားစုမျိုးဆိုရင်တော့နေဘက်မှာကိုအလုပ်လုပ်တဲ့အချိန်မှာတော့အလုပ်လုံးမယ်ပေါ့နော်အလုပ်လုံးရင်လည်းကျွန်တော်တို့ဒါနီးစက်ရလေးမှာကျမတဝက်စာလို့ပြောလို့ရတယ်ကျွန်တော်တို့လူတကိုးသာဝင်လို့ရတဲ့ဖတ်ဆိုပြေးထိုင်လို့ရတဲ့ကျင်းမျိုးလေးတော့တူထားတင်တယ်ဒါအလုပ်လုံးတဲ့အနာမှာအဲ့တော့ညဘက်ဆိုရင်ဘယ်မှာအိပ်မလဲညကြရင်ကွာငါတို့ကအိတ်တာလင်မယားတနေရာအိတ်ကလေးရတနေရာအိတ်ငါတို့က live နှိုးရမှာပြုတ်ရမှာရှိတယ်ကွာဆိုအကုန်လုံးညဘက်ဆိုရင်ကိုတကယ်ဟွာဖြစ်တယ်ဆိုလို့ရှိရင်တော့အဲ့ဒီလိုနေရာမျိုးမှာဝင်ပြီးတော့မှတေးသေးချာချာအိတ်တင်ပါတယ်ပေါ့နော်အဲ့ထဲမှာလည်းအိတ်လို့ရအောင်အကျယ်ဝန်းသို့မဟုတ်အထက်မှာစားနပ်ရိက္ခာရေတို့ဘာတို့ပေါ့နော်ခေါက်ဆွဲကြောက်တို့ကျန်တဲ့ဖြစ်ဆွဲစာလေးတွေပေါ့ဗျာစားလို့တောက်လို့ရတဲ့ဟို sorry live food လေးတွေပေါ့ဟိုအစာပြေပေါ့အစာပြေစားလို့ရတဲ့
ဟာလေးတွေကိုအဲ့ဒီအထဲမှာမန်နေကတော့ထည့်ထားတင်ပါတယ်ဆိုတဲ့ဟာကိုကျွန်တော်ပြောချင်တာပေါ့နော်အဲ့တော့မြွားပြည်သူများလည်းမျက်လုံးနဲ့မြင်အောင်လို့ဒီဗီဒီယိုဖိုင်ကိုလည်းများပြန့်နှံ့စေချင်ပါတယ်ဆိုတဲ့အကြောင်းလေးကိုပြောကြရရင်ကျွန်တော်ရဲ့ဒီနေ့ဒီပုံခိုကျင်းလေးနဲ့ပတ်သက်တဲ့ရှင်းပြမှုတော့ဒီမှာပဲညီကုန်းချုပ်ပြသေးဗျာဟုတ်အားလုံးပဲကျေးဇူးတင်ပါတယ်